မင်္ဂလာပါ ATM ဖုတ်ဘောလက်ကနေကြိုဆိုလိုက်ပါတယ်ဗျာကျွန်တော်အာဆင်နယ်တင်းကတော့မနေ့ညနေက6နာရီအမေရိကန်မှာဘုံမောက်ကို1-2ဆိုတဲ့ရလက်နဲ့မထင်မထားတဲ့ရလက်နဲ့ရှုံးသွားပါတယ်ကျွန်တော်ပွဲချုပ်ခံမှန်းတာနဲ့ပြောင်းပြန်ပါနော်2ကနေပြီးတော့1-2ဖြစ်ပြီးတော့အမေရိကန်မှာမထင်မှတ်ဘဲနဲ့ရှုံးနေသွားတယ်ရှုံးနေသွားတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့မန်စီးတီးနဲ့နှစ်ပွဲပူပေါ့နော်မန်စီးတီးကတော့နှစ်ပွဲရော6မှတ်ဖြတ်ထားတဲ့အနေအထားရှိတယ်တကယ်လို့အဲ့6မှတ်ကဘယ်လိုအနေအထားရှိမလဲဆိုရင်မန်စီးတီးကဒါဒီပွဲကြံနေတာနိုင်သွားမယ်ဆိုရင်ကျွန်တော်မန်စီးတီးနဲ့3မှတ်နေထားပဲကြံတော့မယ်ကွာတော့မယ်ပေါ့နော်တကယ်တော့အ3မှတ်ကတော့မလွယ်ဘူးဗျစိုးရင်ရမယ့်အနေအထားကိုရောက်ရှိလာမန်စီးတီးကပွဲကြံတဲ့ပွဲပေါ့နော်ပွဲတင်30သူက2ပွဲကြံတော့အဲ့2ပွဲသာနိုင်မယ်ဆိုရင်တော့မလွယ်ဘူးအာဆင်နယ်နဲ့တော်တော်လက်ကြံပွဲတင်6ပွဲမှာတော်တော်ရုန်းကန်ရမယ့်အနေအထားမှာရှိပွဲတင်နိုင်အောင်တစ်ဖြစ်မနေနိုင်အောင်ကန်ရတော့မယ့်အခြေအနေရှိတယ်ဒါပေမဲ့ဒီအခုလာမယ့်ပွဲစဉ်33မန်စီးတီးတဲ့ပွဲစဉ်တော့လုံးဝအမားခံလို့မရတော့တဲ့အခြေအနေကိုလုံးဝရောက်သွားပြီဟုတ်ပြီကျွန်တော်တို့ဒီမနေ့ကကန်တဲ့ပွဲတင်မှာပေါ့ဘာတွေအမားလုပ်ခဲ့တယ်လဲအဓိကဘယ်လိုတွေမှာတာဝန်ရှိလဲဆိုတော့သုံးသက်ကြည့်အောင်မနော်အဓိကတော့ကျွန်တော်ထင်မြင်ကတော့အာတီတာဗျအာတီတာရဲ့လူထုတ်ပုံလူစားလဲမှုတွေသူ့ရဲ့ဟောပေါ့ရန်ကြောက်စိတ်များတယ်မရဲတာပေါ့အဓိကအဲ့ဒါရဲ့ကြောင့်ပေါ့ရှုံးတင်တာမရှုံးတင်တာရှုံးတယ်တေကြတင်တာတေမကြတင်မယ်နဲ့တေကြတင်တာကြသွားတယ်အဓိကတော့ကျွန်တော်အာတီတာမှာပိုးပြီးတော့တာမရှိရလို့ထင်မြင်ယူဆရနော်ဒီပွဲတင်ကြည့်နေတာပေါ့ဒီနေ့ကစောလဲစောတာဆိုတော့အလုံးတဲဟွာဖြစ်တာအားရနဲ့ကြည့်ပြီအရင်ပွဲရတော့ရှိုးပွဲမကြည့်ပြဘူးမနေ့ကပွဲတော့ကြည့်ပြတယ်ပွဲစဉ်အဲ့ဟွာ73မှာပဲဘုံမောက်ကနေပြီးတော့ဘန်ဝိုင်းရဲ့ blind spot ပေါ့နော် blind spot နေပြီးတော့သူကဖြတ်တင်ပေးလိုက်တာကိုဆလီဗာနဲ့ post တီးပြီးတော့ဒီညာဘက်ကနေပြီးတော့ကျွန်တော်တို့တွင်းသွားတော့ပထမဆုံး73မိနစ်ပေါ့ပြီးတော့ဂျော့ဂရက်ကပင်နယ်ရီရပြီးတော့ပထမပိုင်းမှာ1-1ဆိုပြီးရလက်နဲ့တည်ကြတယ်ဒုတိယပိုင်းမှာလူသားတွေလဲတယ်အာတီတာလူသားတွေလဲတယ်တိုက်စစ်တွေမြင့်တယ်ဒါပေမဲ့လည်းတိတ်ဖက်တယ်မဖြစ်ဘူး84မိနစ်မှာဘုံမောက်ကနေပြီးတော့နောက်တစ်ခုထပ်တွင်လိုက်တယ်အဲ့ချိန်မှာလုံးဝရန်ကိုအာတင်တယ်လဲပြာသွားတယ်ကစားသမားတွေရောအာတီတာရောလုံးဝဘလုံးမှမလိုက်နိုင်ဒီပွဲမှာevery single တယောက်ချင်းစီကလုံးဝeffective မဖြစ်ဘူးဗျပွဲပန်းထားတဲ့တန်ဒီကြောင့်လည်းပါမယ်တင်တယ်ရန်ကောင်းပါလေဆိုတော့ကိုသမားရာဆိုလေဒီနောက်တန်းအနေနဲ့ပြန်ပြီးတာလုံးဝအမားတွေပဲမှားမြင်ဖြစ်နေတာကိုလည်းတွေးရှိရတယ်နောက်တန်းမှာဆိုရင်လည်းဘန်ဝိုက်ကလုံးဝအဆင်ပြေဖောက်တာလည်းဘန်ဝိုက်နဲ့ဒီလူးဝစ်ကယ်လေးသူတို့ဘယ်ချမ်းနဲ့ညာချမ်းရပဲဖောက်တာများတယ်ကွင်းလေရဆလီပါဆိုရင်လည်းသူပွဲပန်းတဲ့တန်တွေကြောက်လာမလို့ဒီနေ့ဆိုလည်းမနေ့ကပွဲဆိုမှသူနည်းနည်းအယောင်မှဖြစ်တယ်အဓိကတော့ကွင်းလေဗျကွင်းလေရသူလည်းပွဲပန်းတဲ့တန်ကြောက်နေတယ်ကျွန်တော်တို့ဒီ ground right ဒီ ground right ပါလုံးဝကစားအားကြရဆိုတော့လုံးဝမရတော့ဇူဗီမန်နီလည်းထိုနီလည်းကောင်းမယ်သူလည်းပွဲပန်းတဲ့တန်တွေကြောက်တယ်လုံးဝကစားအားမရှင်နိုင်ဘူးအစည်းဝင်လာတဲ့အတွက်ကြောင့်မို့နည်းနည်းလေးတော့လောက်ခက်ဖြစ်တာတဲ့တိုးတာအလောက်တာရောနည်းမြင်ရတယ်ဗောနော်ဒါပေမဲ့လည်းသူလည်း effective တော့မဖြစ်ပါဘူးဒီယောဂရက်လူဂျွန်ဘောကဝင်သွားရဆိုတော့လုံးဝကောင်းတာဗောနော်အဲ့ပွဲကလုံးဝ game ကိုအချိန်ပြောင်းဖြစ်နိုင်တဲ့ကိုဖြစ်နိုင်ဒါပေမဲ့လူဂျွန်ပါရဲ့မှန်တယ်လူဂျွန်ပါရဲ့ဒီဘယ်တောင်မှန်နဲ့ညာတောင်မှန်နှစ်ယောက်လဲလုံးဝမစုံဘူးနှစ်ယောက်ဆိုလေဖြုတ်ပြလိုက်sorry ပါဗျာလောက်ကဖုန်းလာမာတင်နယ်လီကို first line ဆိုရင်လုံးဝအဆင်မပြေရများတယ်အတီတာပထမတစ်ပွဲအဆင်ပြေသွားပြီဆိုရင်နောက်ပွဲဆိုရင် first line ထက်အဲဒါဆိုလုံးဝအဆင်မပြေဘူးထော့ဆက်ကိုထည့်ပြီးတော့မာတင်နယ်လီကိုလူသားလဲရမယ်ဒါဆိုရင်တော့လုံးဝအရန်ကောင်းအပွဲ right wing မှာဆိုရင်လည်းမာရီကအဆင်မပြေဘူးမနေ့ကပွဲတော်တော်အဆင်မပြေတာဗျ17ရောက်လုံးနေပါရော့ဂရက်လောက်ပဲနည်းနည်းအတိုးလို့ရှိတာပေါ့နော်သူကလည်းကိုယ်တိုင်လည်း
ဖန်တီးတာအဆင်မပြေသူ့ကို supply ပေးမဲ့သူကလည်းအဆင်ပြေတော့လုံးဝ open play ရမမျောလင်းလို့မရမနေရငတ်တင်ပဲစပီကနေအဆင်ပြေမလားဆိုစပီဆိုလဲဘာတွေလုံမှန်းမသိဘူးလုံးဝဂိုးရလင်းဖို့ကဘယ် position ကနေမှဂိုးရလင်းဖို့ကျွန်တော်တို့မျောလင်းလို့မရဘူးဖြစ်နေမနေရဘုံမောက်ကစတင်တာသွားပြီလို့မှန်းတော့ထင်မိပါတယ်နောက်ကလိုက်ရှူအထူးပါအောင်ဒုတိယပိုင်းရအောင်ဘုံမောက်ကပဲထပ်ပြန်ရှူသွားအဲ့လိုနေပဲပွဲသိမ်းခရမှုတ်သွားပါဗျာပွဲသိမ်းခရမှုတ်တော့လေတီရှူနေပိတ်သက်တွေရောကျွန်တော်တို့အာဆင်နယ်ဖန်တွေလည်းလုံးဝစိတ်ကြသွားမယ်လို့တော့မျှော်လင့်ပါတယ်ဘာလို့ဆိုဒီအမေရိကန်မှာကြည်နေတဲ့ပိတ်သက်တွေဆိုရင်ဟင်ကနေဟာနဲ့လုံးဝစိတ်ပြက်လက်ပြက်ပဲတော်တော်များများနိုင်မယ်ပဲထင်တာဟိုပွဲရလက်ကဒီမန်စီးတီးကချဲစီနဲ့ပွဲချက်ကလာရင်ဆိုင်နေရတာတုံးအောင်နိုင်သိမယ်လို့ထင်တာဒါပေမဲ့လည်းမထင်မှတ်ထားပဲနဲ့အာဆင်နယ်အမေရိကန်မှာ 1-2 ဆိုပြီးတော့ဘုံမောက်ကိုရှုံးသွားပါတယ်ကဲဒီတော့ရင်ဆိုရမဟုတ်နောက်ပွဲတွေမှာဆက်လက်ပြီးတော့အားပေးကြမယ်ကောင်းသောဝဇက်တွေပဲပြန်လာလိမ့်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ဗီဒီယိုကြည့်ရှုရတဲ့အတွက်လည်းအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံအောင် See you